မ်းတာတယ်နော်လူတွေကအပေါ်ရမဲ့တနာပြကြတာအတွင်းစိတ်တွေကကြည်ရစီလို့ပဲပုတ်နေရသေးတယ်နော်အဲ့တော့ကိုအားကိုတချို့ကပြောကြတယ်အော်သူရမ်းချမ်းမှာချွေရနေအများကြီးပဲအဲ့တော့ကျမဝမ်းနေနေရမှာအတူရောင်နေပေါ့မိတ်ဆွေတူဆွေတူမျိုးတူဒါရှင်းသွားတာပေါ့ကျမပြေမဟုတ်လားတင်ရင်လည်းတယောက်တည်းတေးရမှာလေမွေးလာအောင်လည်းတယောက်တည်းပဲမွေးလာတာတင်ရင်လည်းတယောက်တည်းပဲတေးရမှာကိုချစ်လာပါတယ်ဆိုတဲ့သူတွေကိုကသူတို့ချစ်ပါတယ်ဆိုတဲ့ကိုချစ်သူတွေကိုချစ်တဲ့သူတွေရတယ်ကိုတင်ရင်လိုက်တင်မှာမဟုတ်ဘူးကိုတယောက်တည်းပဲတေးရမှာမွေးတော့ကအမေမွေးတော့ကလည်းတယောက်တည်းဥဝဲဆိုပြီးတော့ထွက်လာတာနော်တင်ရင်လည်းတယောက်တည်းပဲတေးရမှာအရှင်တော့ကောင်းစားခဲ့တဲ့ဘဝတွေချမ်းသာခဲ့တဲ့ဘဝတွေကိုတွေးပြီးတော့တန်းတာမနေနဲ့လောဆော့ပြအခုလက်ရှိဖြတ်တည်နေတဲ့ဘဝကိုလည်းကြည်ကြည်နက်နက်ကြီးတန်မှပြလိုက်